နေ့ကြာတင်းဆောင်ကျော်စတင်မယ်မြေကြီးပိုင်ဆိုင်ခွင့်ရမယ်ကိုလို facilities တွေဖြစ်တဲ့ gym ကားပါကင်ရေကူးကန် rooftop garden ရှာကူစီလည်းပါမယ်ပြီးတော့ဗန်နဲ့ရေးကြဝယ်ရွေးခါမှာလဲကိုနိုတန်မို့အပြင်အခြားပါဝင်ဆောင်စည်းမှာထပ်ပေးစရာမလိုဘူးလို့ဆောင်ရန်စာရန်ကိစ္စလည်းလှုပ်ရှုပ်စရာမလိုပဲမြန်ဝယ်ယူနိုင်မယ်ကဲဒီလိုကိုလိုမျိုးဗမာရှိလဲသိလားသိတာသေးဘူးမလားသိရလူတွေကတော့တူတူတိတ်ဝယ်ယူနေကြလို့အခန်းနေအောင်ကုန်တော့ဖြစ်နေပြီနော်မသိသေးဘူးဆိုရင်ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ခုပြောနေတဲ့ကွန်ဒိုလေးရဲ့နာမည်ကအောင်စေရကွန်ဒိုစီးပွားရေးအလားအလာကောင်းပြီးဝိဒအင်္ဂါရက်တွေနဲ့ဒီခုံလို့တိုးတက်နေတဲ့ပန်တာယာမြို့နယ်မှာတည်ရှိတဲ့ project လေးတစ်ခုဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုရင်ဘင်းအောင်တရားကနေလှန်တာယာမြို့နယ်ကိုဆင်းလာပြီဆိုတာနဲ့အဖက်မိုင်းနဝရင်းအိမ်ရအိုရှင်းတို့ကြော်ပြီးရနဲ့တန်စစ်သားလမ်းကိုရောက်မယ်တန်စစ်သားလမ်းမပေါ်မှာရှိတဲ့ SC Hotel ရဲ့နောက်ကလက်မှာရှိတဲ့ project လေးဖြစ်ပါတယ်အောင်စီရဂျိုဒတာဘက်ကနေဆင်းလာမယ်ဆိုရင်လေတန်စစ်သားလမ်းမပေါ်ရောက်ပြီဆိုတာနဲ့ဘယ်ကွေးလိုက်ရုံပဲ project နေရာလေးကိုတန်းရောက်ရှိမှာဖြစ်ပါတယ်လှန်တာယာပြည်သူ့စေယုံ10မိနစ်တွင်သွားလို့ရမယ်မိကွက်စေအိုရှင်းစင်တာတို့ကို9မိနစ်တွင်ပြီးတော့စက်မှုစုံတွေကိုလည်း15မိနစ်တွင်ရောက်သွားနိုင်မှာဖြစ်ပါတယ်အနားမှာဆိုရင်လည်း private school တွေနဲ့ FMI City နဲ့ဝရေးအင်ယာတွေလည်းတည်ရှိနေရမို့ဒီ project လေးကနှိုင်သာယာရဲ့အချက်ချနေရာကောင်းမှာရှိနေရလို့သတ်မှတ်လို့ရပါတယ်လေးကို3.8 ဧကအကျယ်ရှိ gram မြေပေါ်မှာအကောင့်ထက်ပေါ်တိဆောက်သွားမှာဖြစ်ပြီး8ထပ်တာဝါနှလုံးပါဝင်မှာဖြစ်ပါတယ်။မြေအချိုးကျပိုင်ဆိုင်ခွင့်လည်းရမယ်။ခန်းမျိုးစားရဲ့အနေနဲ့1 bedroom 2+1 bedroom 3 bedroom 3+1 bedroom ပါဝင်မှာဖြစ်ပါတယ်။အကျယ်ဝန်းနေနဲ့ဆိုလို့ရှိရင်908 square feet ကနေ1450 square feet ထိကျယ်ဝန်းမှာဖြစ်ပါတယ်။1 bedroom ဆိုရင်1 common bedroom 1 bedroom kitchen living and dining room veranda ပါဝင်ပါမယ် 2+1 bedroom ဆိုရင် master တစ်ခန်း common bedroom တစ်ခန်း maid room တစ်ခန်း bathroom နှစ်ခန်း kitchen living and dining room veranda ပါဝင်ပါမယ်3 bedroom ဆိုရင် master တစ်ခန်း common နှစ်ခန်း bathroom နှစ်ခန်း kitchen living and dining room တွေပါဝင်မှာဖြစ်ပါတယ် 3+1 ဆိုရင်တော့ master 3ခန်း common တစ်ခန်းဒီချိုးခန်း4ခန်း kitchen living and dining room veranda ပါဝင်မှာဖြစ်ပါတယ်ကဲဒီကွန်ဒိုလေးရဲ့ဈေးနှုန်းကဘယ်လောက်ဖြစ်မယ်ထင်လဲဈေးနှုန်းလေးတွေက9နှစ်ရက်ကြာဝယ်ယူမယ်ဆိုလို့ရှိရင်3300စွန်းစွန်းကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ cash down ဝယ်ယူမယ်ဆိုရင်2000ကျော်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ပြီးတော့ up to 20% အထိ discount တွေလည်းရရှိမှာဖြစ်ပါတယ်ဒီကွန်ဒိုလေးကိုအခုပြောရတဲ့အချက်လက်တွေနဲ့အညီလက်ဝယ်ပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင် Prime Estate ကိုအခုပဲဆက်သွယ်လိုက်နော် Prime Estate your trusted partner